2021တည်းကလည်း3ချောင်းထောင်ပြီးခွက်ခောက်လာတာအခုချိန်ထိလည်းခောက်တော့မှာပဲ24 25မှာပိုပြီးပြောင်းလဲသွားတာရှိရယ်ဘာလို့လဲဆိုတော့ဘာပြောင်းလဲသွားလဲဆိုတော့ခွက်ခောက်တယ်ခွက်ခောက်လို့မရလို့ရှင်ခိုးမယ်ခိုးလို့မိရင်တလန်လို့တတ်မယ်ပြီးရင်ဓမြတိုက်မယ်ပြီးလို့ရှိရင်အဲ့လိုမျိုးတိုက်ပြီးတော့ရလာတဲ့ပတ်စံကိုငွေရေးကြေးချီတလုံးမွေးလို့ပြောတာဖာစုသားတွေပဲစကားမရှိစကားရှာအကြောင်းမရှိအကြောင်းရှာပြီးတော့ငါတို့အမေနဲ့အမေသားသမီးတွေကိုခုတုံးလုပ်ပြီးတော့အပူလုံးရုပ်နဲ့ကြမ်းငင်းမလာနဲ့တန်းရှင်းရှာနေတဲ့ဖွေးတောင်လိုမချတဲ့ဈေးပေါင်ဂျိုးမရင်နင်းပါဇက်ကတော်တော်အားနေတယ်ဆိုလည်းမချုံချိပဲနဲ့လုံစည်းကနေလိုက်ပါငါတို့အမေသားသမီးတွေခွက်ခောက်တာကနင်းရဲ့ဖာခံကတစ်ကြက်တစ်ပြားအလကားဖြစ်သွားလို့ငါတို့အမေသားသမီးတွေခွက်ခောက်တာနဲ့နင်တို့ဘောမတွေကြက်တုံးနဲ့တက်ကုန်းတာဗတိုင်းမိနဲ့ရှင်ကျွေးဝေဝေးတဲ့ဖက်ကလည်းကြံမနဲ့ဆင်းပြီးတော့အရှင်သူတော်နဲ့ဘုံဆိုင်တို့အလားလားမှမဆိုင်ဘူးဆိုတာနင်သိတာနင်းပါဇက်ကများပြောထွက်တယ်ငါတို့အမေကများဖာစုတယ်နင်းကိုမွေးထားတဲ့နင်းအမေဖာတယ်မာကြီးကအဲ့လိုပဲပြောရမယ်လို့သင်ပေးထားလားကိုစောက်ခွက်ကိုလည်းကိုပြန်ကြည့်ခေါ်ထောင်ပြလို့ခွေးတက်မလို့တဲ့စောက်ခွက်နဲ့ပေါက်တက်ကြရည်လာမပြောနဲ့ကြီးစရာအရန်ကောင်းတယ်